ဖျားရီရိုင်းများလာတဲ့ခါမျိုးမှလေကိုခန္ဓာကိုယ်ကကိုတက်စာဖောက်တာဘလို့မျိုးခံစားရဘူးလားဥပမာအရေးကြီးတဲ့ချိန်ကျမှစီဒီကကြောက်ရက်ထိလာပြီးလက်တွေတုံလာတာမျိုးပေါ့ကဲဒီနေ့မှာတော့လေအဲ့လိုမျိုးတုံပြမှုတွေကိုဘလို့ထိန်းချုပ်ပြီးတော့စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်အောင်လေ့ကျင့်နိုင်မလဲဆိုတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ကုန်တဲ့စိတ်ပညာရှင်တယောက်ရဲ့နီလန်းကိုအတူတူလေ့လာကြည့်ကြရအောင်ဆိုတော့မေးစရာရှိတာကဖျားရီဝင်လာတဲ့အခါတကယ်တမ်းဘာတွေဖြစ်သွားရလဲဒါကအားကစားသမားပဲဖြစ်ဖြစ်စီးပွားရေးသမားပဲဖြစ်ဖြစ်ပေါ့လေစွမ်းဆောင်ရည်အမြင့်ဆုံးလို့အသက်ထူတိုင်းရင်ဆိုင်ရစမြဲမေခွန်းတစ်ခုပါပဲကဲဒီမှာပြထားတဲ့ခြာနာချက်ကိုတစ်ချက်ကြည့်လိုက်ရအောင်တစ်ဖက်မှာကစိတ်ဖြစ်စည်းနေတဲ့အချင်းကြီးအသက်ရှူတာတွေမမှန်တော့ဘူးစတားတွေကတောင်တင်းနေပြီးစိတ်ထဲမှာလည်းအတွေ့တွေကအပြားများနေတာပေါ့ဒါပေမဲ့နောက်တစ်ဖက်ကိုကြည့်လိုက် in the zone လို့ခေါ်တဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြာနေတဲ့အချင်းဒီမှာကြတော့ခန္ဓာကိုယ်ကတက်ကြွနေတယ်ဒါပေမဲ့စိတ်ကတော့အင်မတန်တည်ငြိမ်ပြီးရာရာကိုကြီးကြီးလင်းလင်းတွေးထားမိနေတယ်တကယ်ကိုကောင်းကင်နဲ့မြေကြီးလိုကွာချတဲ့အခြေအနေတစ်ခုပဲနော်ဒီအချက်ကပဲဒီနီလက်ရင်အဓိကတော့ချက်ထိနေတာပါလူများဆိုထင်နေတာကခန္ဓာကိုယ်တက်ကြွလာရင်စိတ်လဲလိုက်ပြီးကြောက်ခဲ့ဖြစ်ရမယ်ဆိုပြီးတော့လေဒါပေမဲ့ယောဂကနေလာတဲ့ဒီအတွေးခေါ်ကအဲ့ဒါရဲ့စန့်ကျင်ဘက်ကိုပြနေတယ်ခန္ဓာကိုယ်ကအားရနေပြေးသွားပြီးတိုက်ပွဲဝင်ဖို့စဉ်ဖင်ဖြစ်နေတဲ့အချိန်မှာတော့စိတ်ကိုတော့တီတီငြိမ်ငြိမ်နဲ့ကြည်လင်အောင်ထားလို့ရတယ်ဆိုတာပါပဲဒီနေ့မှာတော့ဒီချီးကိုအပိုင်းလေးပိုင်းနဲ့အတူတူတွားကြပါမယ်ပထမဆုံးစွမ်းဆောင်ရည်ရဲ့ဝီရိုဒီအကြောင်းပြောမယ်ပြီးရင်တော့စိတ်အတွက်လေ့ကျင့်ခန်းအဲ့ဒီနောက်မှာထိတ်လန့်မှုကနေတည်ငြိမ်မှုကြီးကိုဘလို့ကူးပြောင်းသွားတယ်လဲဆိုတာကိုချီးပြီးနောက်ဆုံးအနေနဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုကိုပြန်လဲပုံဖော်ခြင်းဆိုတာနဲ့အဆုံးသတ်မှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးအနေနဲ့စွမ်းဆောင်ရည်ရဲ့ဝီရိုတိုတီဆိုတာကိုကြည့်လိုက်ကြရအောင်ဒါကဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ကအကောင်းဆုံးလုပ်ပြခြင်းနေတဲ့အချိန်ကြာမှဖျားရီများလာတဲ့အခါကိုခန္ဓာကိုယ်ကိုယ်တိုင်ကပဲကိုရီမန်းချက်တွေကိုစန့်ကျင်ပြီးတလွဲတွေလုံလာတဲ့အခြေအနေမျိုးကိုပြောတာပါဒီကိုကချက်ကအထီးကအချက်ကိုတော်တော်လေးရှင်းရှင်းလင်းလင်းပြထားပါတယ်ခန္ဓာကိုယ်ကိုအားအိမ်ဖြစ်ပေးရင်နဲ့စိတ်ကိုတင်းငင်အောင်ထားတဲ့လေ့ကျင့်မှုမျိုးကတကယ်အရေးကြီးတဲ့အချင်းကြရင်တောင်မှ in the zone ထဲမှာဆက်ရှိနေနိုင်အောင်ပြင်ဆင်ပေးတဲ့အထီးကတော့လေ့ကျင့်မှုကတဆင့်စိတ်ဖိစီးမှုနဲ့အာယုံဆူဆိုင်မှုကြားကကွာဟချက်ကိုပေါင်းကူးပေးလိုက်တာပဲဖြစ်ပါတယ်ဒီလိုဆိုရင်အဲ့လိုစိတ်နဲ့ခန္ဓာကိုယ်ကိုတကလိုင်းနဲ့တဲလေးကျင့်ပြရတဲ့နီလန်းကဘာဖြစ်မလဲကဲအခုပဲလက်တွေလုံးဆောင်ရမယ်စိတ်အတွက်လေးကျင့်ခန်းအပိုင်းကိုကြည့်လိုက်ကြရအောင်ဒါကတော့စာရေးသူရဲ့စိတ်တတိဖြင့်အမြန်လေးကျင့်ခန်းဆိုတဲ့အစီအစဉ်ပါပဲအသက်ရှူလေးကျင့်ခန်းကစိတ်ကိုတည်ငြိမ်အောင်လုပ်တာကနေစကြပြီးတော့အကျော်လျှော့တွေအလေးမားတွေနောက်ဆုံး aerobics နဲ့ခန္ဓာကိုယ်ကိုအားအိမ်ဖြစ်အောင်လှုပ်ဆောင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီစင်တွေအားလုံးကစိတ်နဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းနိုးကြတက်ကြွလာအောင်တိဆောက်ထားတာပါဒါပေမဲ့ဒီရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေရဲ့နောက်ွယ်ကဒီကမောင်းနေရကတော့ဒီစိတ်ပိုင်းဆိုင်ရာဂါထာလေးပါပဲအသက်ရှူထွန်းလိုက်တိုင်းစွမ်းရင်ဝင်ရှူထုတ်လိုက်တိုင်းစွမ်းရင်ထွက်လို့ရွတ်ဆိုခြင်းအဖြစ်ခန္ဓာကိုယ်ဘလားပဲလှုပ်ရှားနေပါစေစိတ်ကိုတနေရာထဲမှာကြုတ်ချထားသလိုတည်ငြိမ်နေစေလာပေါ့โอเคဒီလေ့ကျင့်ခန်းကိုတာမန် workout တစ်ခုမဟုတ်တော့ပဲစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုဖြစ်သွားစေတဲ့အရေးကြီးဆုံးစီးမြင်တစ်ခုရှိတယ်ပထမတစ်ခုကဘာလဲဆိုတော့လှုပ်ရှားမှုတွေကြားထဲမှာအနားယူခြင်းကိုအနည်းဆုံးပဲထားရမယ်ဒါမှခန္ဓာကိုယ်ကတက်ကြွနိုးကြမှုအမြင့်ဆုံးကိုရောက်လာမှာပြီးတော့ဒုတိယချက်ကအဲ့လိုခန္ဓာကိုယ်ကတက်ကြွနေတဲ့အချိန်ထလုံးမှာလေစိတ်ကိုတော့တည်ငြိမ်ပြီးတတိရှိနေအောင်အမြဲတမ်းထိန်းထားရမယ်အဲ့ဒီအချက်နဲ့ချက်ကြောင့်ပဲဒါကရိုးရိုးကာယလေ့ကျင့်ခန်းမဟုတ်တော့ပဲစိတ်အတွက်လေ့ကျင့်ခန်းတစ်ခုဖြစ်သွားတာပေါ့ဒီလိုလေ့ကျင့်မှုရဲ့ရလက်ကဘာလဲဆိုတော့လေဥနောက်ထဲမှာလမ်းကြောင်းအသစ်တစ်ခုဖောက်လိုက်တယ်လို့ပါပဲခန္ဓာကိုယ်ကအားရင်တွေပြေသွားပြီးတက်ကြွလာတာနဲ့တည်ငြိမ်ပြီးအာယုံဆိုင်နေတဲ့စိတ်ကိုအလိုလျောက်ချိတ်ဆက်ပေးလိုက်ပါတယ်ဒါဟာအပြုတ်သဘောဆောင်တဲ့အလေးကျင့်အသစ်တစ်ခုကိုတိဆောက်လိုက်တာနဲ့အတူတူပါပဲတဲ့အခုတော့ဇလန်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီဒီလေ့ကျင့်မှုကိုအလွန်ရင်ကြီးတဲ့ဂုဏ်ထွဲမှုအခြေအနေတစ်ခုမှာအဆုံးစွန်စံတက်မဲ့အပိုင်းပါထိတ်လန့်မှုမှာတည်ငြိမ်မှုစီတော့လက်တွေ့ကဘာမှာစံတက်မှုတစ်ခုဇလန်ကဒီလိုစပါတယ်ဂုဏ်တဲ့ကြောင့်ဟာအရေးကြီးတဲ့အယောင်အဝယ်တစ်ခုလုံနေတော့မှဈေးကွက်ကရုတ်တရက်တူးစံသားမဲ့ပြောင်းပြန်ထိုးချသွားပါလီတော့ဆိုတော့အရှုံးဖို့တော်တော်လေးနီးစက်လာပါပြီအဲ့ဒီအချိန်မှာပဲထုံးစံတိုင်းစိတ်ဖိစီးမှုတွေဝင်လာတော့တာပေါ့စိတ်ထဲမှာတွေးတွေကဘလောင်ဆူလာပြီးထိတ်လန့်မှုကတပြေးပြေးလွှမ်းမိုးလာပါတယ်အခြေအနေတွေကထိမ့်မနှံတော့ဘူးဆိုရခန်းစားချက်မျိုးဝင်လာတာပေါ့ဒါပေမဲ့ဒီမှာပဲအလဲအပြောင်းဖြစ်သွားပါတယ်ယူတီရက်ကြီးဘာမှဂျူတင်စီစဉ်မထားဘဲနဲ့ကလားထိုင်ပွဲမှာခါကိုမမတ်ဖြန်ထိုင်လိုက်တယ်ဒါဟာလေ့ကျင့်ထားတဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြောမှုကိုလှုံ့ဆော်ပေးလိုက်တဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုပါပဲ
အဲ့ဒီလိုခန္ဓာကိုယ်အနေအထားပြောင်းလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကလည်းချက်ချင်းဖြစ်လာပါတယ်စိတ်ဖိစီးမှုရဲ့တားကောင်ဖြစ်နေရကနေအဲ့စိတ်ဖိစီးမှုကိုအေးစစ်စစ်တီတီငိမ့်ငိမ့်နဲ့အကေးခက်လက်လာသူဖြစ်ကိုချက်ချင်းပြောင်းလဲသွားခဲ့ပါတယ် ဒီလိုစိတ်ကြည်လင်သွားတဲ့အခြေအနေတစ်ကြောင်ပဲအရင်ကမမြင်ခဲ့တဲ့အချက်ကိုရှင်းရှင်းလင်းလင်းမြင်သွားတော့တဲ့ဈေးခွက်ထဲမှာဝယ်လို့အခန်းသွားပြီဆိုတာကိုသဘောပေါက်ပြီးချက်ချင်းပဲဝယ်ထားတာကိုပိတ်ရောင်းတဲ့ဘက်ကိုပြောင်းပြန်လန်ပြီးဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ် ဟုတ်ပြီနောက်ဆုံးပိုင်းကိုဆက်သွားကြပါစို့ဒီအတွေ့အကြုံရဲ့နောက်ခွဲကနည်းနည်းတဲ့စိတ်ပညာဆိုင်ရာအခြေခံသဘောတရားကိုရှင်းပြမယ့်အပိုင်းပါစိတ်ဖိစီးမှုတုံ့ပြန်မှုကိုပြန်လည်ပုံဖော်ခြင်းအဆုံးစွန်သောအောင်မြင်မှု ဒီအတွေ့အကြုံရဲ့အထူးအနှစ်သာရကတော့ reprogramming ဒါမှမဟုတ်ဦးနောက်ကိုပြန်လဲပုံဖော်ယုံချဲလို့ပြောလို့ရပါတယ်ဆိုလိုတာကဖိအားများလာတဲ့အခါထိန်းချုပ်မှုလို့တွားမဲ့အစပေါ်ပြီးတောင်ထိန်းချုပ်နိုင်လာပြီးအာယုံစူးစိုက်မှုကောင်းလာအောင်ဦးနောက်ကိုလေ့ကျင့်ပေးထားလာပါ ဒီနီလိုက်ရဲ့အစွမ်းတက်ဆုံးနဲ့အငေါစရာအကောင်းဆုံးအကျိုးကျေးဇူးကတော့ဒါပါပဲကျွန်တော်တို့ကိုဒုက္ခပေးတဲ့ထွက်ပြေးမလားတိုက်ခိုက်မလားဆိုတဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုကိုယ်တိုင်ကပဲအကောင်းဆုံးစွမ်းဆောင်ရေးပြနိုင်ရဲ့ in the zone အခြေအနေကိုဝင်ဖို့ချက်ခလုတ်တစ်ခုလိုဖြစ်သွားတာပါဖျားကရန်သူမဟုတ်တော့ပဲမိတ်ဆွေဖြစ်သွားတဲ့သဘောပါပဲနောက်ဆုံးမှာတော့အေအာအားလုံးကဒီကိုကားချက်ထဲကအတိုင်းပါပဲတိုက်ကွဲရအပူတံကိုခံနိုင်ရရှိဖို့ဆိုရင်အပူရှင်ပြင်းတဲ့အခြေအနေဒီအောက်မှာပဲလေ့ကျင့်ရမယ်တဲ့တကယ်လက်တွေ့မှာအတုံးဝင်ဖို့ဆိုရင်လက်တွေ့နဲ့တွေ့တဲ့အခြေအနေမှာပဲလေ့ကျင့်ရမှာပေါ့ ဒီနီလန်းကိုတီးသွားပြီဆိုတော့ကိုပြန်မေးကြရမယ်မိခွန်းတစ်ခုရှိလာပါတယ်ကိုဘွားရဲ့အရေးကြီးဆုံးဖိအားအများဆုံးအခါရတဲ့နေတော့ရောဘယ်လိုများလေ့ကျင့်ပြင်ဆင်သွားကြမလဲ